ကျွန်တော်ပိုင်ကြညာပြီးသားဖြစ်တဲ့အရစ်ကြနဲ့ရမယ်ကြောင်းကုန်းကြံမြေကွက်ဒီနေ့ကစပြီးအယောင်ပွင့်ပြီဗျာလျှက်စစ်မီတိုင်းကွန်ကရစ်လန့်ခြံစည်းရိုးအကုန်ပြီးပြီဗျာအိမ်တန်းဆောက်ပြီးနေလိုက်တော့ဗျာဥသူရထိုက်သူဆန်အမြန်သာလှမ်းလာလိုက်တော့ဗျာကျွန်တော်ပြောသလိုပဲမေးပါလာကြည့်ပါပိုင်ဆိုင်မှုခိုင်မာပြီဆိုတော့မှဝယ်ယူဖို့ဆုံးဖြတ်ပါကျွန်တော်ပိုင်ရောင်းချတဲ့မြေကွက်ကိုလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်လှိုင်သာယာကပဲလာလားထန်းတပင်ကပဲလာလားအနောက်ပိုင်းတက္ကသိုလ်ကပဲလာလားအများသိတဲ့ကြောင်ကုန်းမှတ်တိုင်ရောက်တာနဲ့ဟာလိုလိုက်တော့ဗျာဖုန်းနံပါတ်လေးလည်းမှတ်ထားအောင်နော်39 9 64 လုံး 98 9 9